สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဒီချက်တို့ရဲ့ထိုင်းစာသင်တန်းလေးနော်ထိုင်းမြန်မာစာစကားပြောစာအုပ်ထဲကစာမျက်နှာ2ကိုအတူဆက်တွားပြီးလေ့လာကြမယ်မိတ်ဆက်စကားလေးမနေ့တုန်းကစာမျက်နှာ1ရဲ့အဆက်နာဘယ်သူနဲ့နေလဲကိုမေးချင်တာပဲဖြစ်ဖြစ်သူများကိုမေးတာပဲဖြစ်ဖြစ်ဘယ်လိုပြောရမှာလဲอยู่กับใครคะဘယ်သူနဲ့နေလဲอยู่กับใครคะပြီးရင်ကိုကပြန်ဖြေပြီးတယ်အဖေအမေအမနဲ့နေပါတယ်ဆိုရင်อยู่กับဆိုတာနေတဲ့နေတာကိုပြောတာนะคะအဖေဆိုရင်พ่อအမေဆိုရင်แม่အမဆိုရင်พี่สาวอยู่กับพ่อแม่พี่สาวค่ะတငယ်ချင်းနဲ့နေတယ်ဆိုရင်เพื่อนတငယ်ချင်းကိုเพื่อนလို့ပြောရပါမယ်အကိုနဲ့နေတယ်ဆိုရင်အကိုကိုพี่ชายလို့ပြောရပါမယ်ဒီရှေ့ဆက်မှာဒီရှယ်တို့မိသားစုအခေါ်အဝေါ်လေးတွေတင်ရလိမ့်မယ်นะคะနောက်ထပ်တစ်လုံးဘာအလုပ်လုပ်တာလဲတငယ်ချင်းကိုမေးတာပဲဖြစ်ဖြစ်ဘသူတယောက်ကိုမေးတာပဲဖြစ်ဖြစ်ဒီစကားကိုတောင်းမယ်คุณทำงานอะไรคุณဆိုတာနဲ့ကိုပြောတာတူပြောတာนะคะคุณဆိုတာယဉ်ကျေးတဲ့စကားလုံးလေးเธอလို့ပြောလို့ရှိရင်လည်းရတယ်တငယ်ချင်းအချင်းချင်းဆိုရင်เธอทำงานอะไรนะคะဒါပေမဲ့ကိုထက်ကြီးတဲ့လူဒါမှမဟုတ်ရင်ကိုအတိကိုအရင်မခင်သေးဘူးယဉ်ကျေးအောင်ပြောချင်တယ်ဆိုရင်คุณလို့ဒီချက်တော့တုံးမယ်นะคะคุณทำงานอะไรคุณทำงานอะไรဘာလုပ်တာလဲจะมาတအလုပ်လုပ်ပါတယ်ฉันทำงานจะมาဘာအလုပ်လုပ်လဲဒီနားလေးမှာအောက်မှာဒီချက်ပြပေးထားတယ်တွေ့လားအလုပ်တွေကဘာတွေရှိလဲအလုပ်လုပ်တယ်ဆိုရင်ฉันทำงานအလုပ်လုပ်တယ်ဆိုရင်ฉันทำงานဘာလုပ်တာလဲအလားပြန်ဆိုင်အလုပ်ဆိုရင်ฉันทำงานဒီနေရာလေးကိုအပေါ်မှာတွားပြီးချထားပေးမယ်ฉันทำงานร้านเสริมสวยฉันทำงานร้านเสริมสวยအလားပြန်ဆိုင်မှာအလုပ်လုပ်ပါတယ်ทำเนี้ยใส่อันเล่าหมันเล่าเด็ดส่วนนี้อาชีพมาบัตรให้ไปยามาฉันทำงานอันเล่าเด็ดบ้านเล่าดอกงานร้านอาหารสุดทำเนี้ยใส่อันเล่ากุบโยเด็ดนะคะพี่เห็นเล่าแต่เล่าพอเดอันเล่าปาเด็ดส่วนนี้ฉันทำงานโรงแรมกูอยากเล่ากะพอเดอันเล่าปาเด็ดเล่าแต่มิวฉันทำงานစက်ရုံအလုပ်งานโรงงานစက်ရုံအလုပ်ဆိုလို့ရှိရင်งานโรงงานလို့ပြောရပါမယ်ရှင်นะคะပြီးဘာတွေရှိသေးတာလဲဘာလုပ်တွေရှိသေးလဲဥမာကိုကပယံအလုပ်လုပ်တယ်ဆိုရင်ฉันทำงานก่อสร้างဥမာကိုကဖုံးဆိုင်မှာအလုပ်လုပ်တယ်ဆိုရင်ฉันทำงานร้านโทรศัพท์ဖုံးဆိုင်ကိုร้านโทรศัพท์ฉันทำงานร้านโทรศัพท์လို့ပြောရပါမယ်ရှင်โอเคไหมคะဘယ်မှာအလုပ်လုပ်တာလဲဘာအလုပ်လုပ်တာလဲမေးလို့ရှင်ဖြေလို့တတ်ပြီလားဒီရှယ်တို့နံပါတ်3ဗီဒီယိုမှာပြန်ဆောင်ကြမယ်สวัสดีค่ะ